မွန်ဒေရဲ့ဘဝဆက်လံမွန်ဒေကအသက်19နှစ်အရွယ်မိန်းကလေးတစ်ယောက်ပါသူမကချစ်သူတစ်ယောက်ရချင်နေတယ်ဒါနဲ့ dating app တစ်ခုမှာတင်းဆိုတဲ့လူငယ်နဲ့တွေ့ပြီးသူတို့နှစ်ယောက်ဟာတစ်ယောက်ကိုတစ်ယောက်အချစ်စစ်ဖြစ်လာတယ်နှစ်ယောက်စလုံးကလီခောက်ဆွဲဆိုင်မှာစာတွေ့ကြတယ်အချိန်တန်တော့အတူနေထိုင်လာကြတယ်တနေ့တော့မွန်ဒေဟာနေမကောင်းဖြစ်ပြီးကိုဝန်စစ်ခိတယ်အဖတ်တင်သွားတယ်တင်းနဲ့မွန်ဒေနှစ်ယောက်စလုံးစိတ်ဖြီစီသွားကြတယ်ဒါပေမဲ့ကလေးကိုမွေးဖို့ဆုံးဖြတ်လိုက်တယ်ငွေကြေးခက်ခဲလာတဲ့အခါတင်းကသူ့အမေစီမှာအတူနေဖို့အကြံပေးတယ်မွန်ဒေလည်းသဘောတူသွားတယ်အချိန်တန်တော့ကလေးလေးမွေးဖွားလာတယ်မွန်ဒေကအိမ်တောင်ရှင်မအဖြစ်ကလေးကိုပဲအဖြစ်အဝဆောင်းရှောက်နေရတယ်အလုံးမရှိဝင်ငွေမရှိတင်းတယောက်ပဲအလုံးလုံးပြီးပိတ်ဆန်ရှာပေးနေရတယ်တနေ့နိုးမွန်ကုန်သွားတယ်မွန်ဒေကတင်းစီငွေတောင်းရတယ်နောက်တစ်ခါကလေးသေးခံကုန်သွားတယ်နိပတ်နေလေသေးခံတဲ့ကလေးကိုမထားချင်လို့ထပ်တောင်းရပြန်တယ်ဒါပေမဲ့တင်းကမွန်ဒေနဲ့စိတ်မကြည်နတ်မှုဖြစ်လာတယ်ဘာကြောင့်လဲဆိုတော့သူ့တငယ်ချင်းတွေနဲ့အရက်တောက်ဖို့ငွေနဲ့သွားလို့သူနေ့တော့မွန်ဒေမြင်လိုက်ရတာသူ့အမေကကလေးကိုရေမဆိုင်ထားတဲ့ကြက်သွန်ဖြူလိုမျိုးအစာကိုကျွေးနေတယ်မေကသူ့အမေနဲ့ပြောတယ်ကလေးပိုက်နာပြီးမစားနိုင်ဘူးဒါပေမဲ့အမေကငါတို့ငယ်ငယ်တုန်းကဒီလိုပဲကျွေးတာဘာမှမဖြစ်ဘူးဆိုပြီးပြန်ပြောတယ်မွန်ဒေစိတ်ထိခိုက်ပြီးငိုလိုက်တယ်ဘာလို့ငါဘဝကဒီလောက်ဆိုးရတာလဲငါဘာမှားသွားလို့လဲညဖက်အိတ်မပြောပဲငိုနေမိတယ်။သူမတယောက်ဒီအတိုင်းဆက်နေရင်ဘယ်တော့မှပျော်ရွှင်မှာမဟုတ်ဘူး။ဒါနဲ့မွန်ဒေကအိမ်ထောင်ကိုဖောက်ဖြစ်ပြီးအကျွေးယူကကျေးရွာဈေးမှာဝတ်သားကင်ဆိုင်ဖွင့်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ဈေးထဲမှာဝတ်သားကင်ဆိုင်တွေအများကြီးရှိနေပြီသား။အဲကြောင့်သူ့ဆိုင်လည်းဘာမှမရောင်းရဘူး။အရှုံးနဲ့ကြုံရတဲ့မွန်ဒေဟာကလေးနဲ့အိမ်နဲ့ကိုင်းအိမ်ကနေထွက်ခွာသွားတယ်။နောက်ဆုံးမှာတော့မွန်ဒေကသူ့ကိုယ်သူပဲအဖြစ်တင်နေတယ်။ငါလက်တွဲမိတ်လူကိုတေချာမရွေးခဲ့လို့ပဲ။သူငိုနေတော့မှပဲဘွားကသူ့ကိုတွေ့ပြီးဒုက္ခရဲ့အရာတာငါသိတယ်လို့ပြောလိုက်တယ်။ပြီးတော့ဒေါက်တာနီပေါက်ထွက်လာတယ်။သူ့လက်မှာရွှေနာရီတစ်လုံးရှိတယ်။ဒါပေမဲ့ဒီနာရီကအသက်ကိုပြန်ပြင်ခွင့်ပေးနိုင်တဲ့နာရီ။ဒါပေမဲ့ဒီနာရီကိုတစ်ယောက်ပဲပေးမယ်။မွန်ဒေသူမဘဝကိုပြန်ပြင်ပြီးကလေးအတွက်အနာဂတ်ကောင်းတစ်ခုဖန်တီးနိုင်မယ်။ဘွားဘယ်တော့မှမပျော်ရွှင်ဖို့တဲ့သူမအတွက်နောက်ဆုံးအခွင့်အရေးမင်းရွေးလိုက်တဲ့သူပဲပျော်ရွှင်မယ်မရွေးချယ်ရတဲ့သူကတော့ဒုက္ခခံရမှာပဲဒီတော့ဘယ်သူကိုပေးမလဲမွန်ဒေလားဘွားလား